ဆရာချစ်လေးရတာကချစ်တဲ့နာတဲ့အော်ဒီမှာချစ်ပါအောင်ထားရင်ဟုတ်ဘယ်လိုလုပ်လဲရှမ်းထွက်လာတဲ့စာသားလေးတွေမတရားဘူးဘာကိုပြဆိုတဲ့ချင်းလို့ပြတာပါဒါဖြစ်ရင်ဒီချင်းလေးရဲ့ပိုင်ရှင်ထားပေါ်နော်ဟုတ်တာပါဗျာမင်းပိုင်ရှင်ကအားတယောက်တည်းရောပါဒါဆိုရင်လေဒီချင်းလေးကိုထားလွယ်ပြီးဆရာဘယ်သူနဲ့မှမစိုးအောင်နော်ဒါတော့မင်္ဂလာပွဲကြမှာဆရာနဲ့တူတူစုံမယ်နော်ဆရာချစ်ဒီဆရာတော့ဘယ်လိုလဲထားရင်ဒါဆိုဘယ်လိုခေါ်ပါလဲကိုကိုလားမမလားဓမ္မမဆရာကိုကိုမလားဘယ်လိုခေါ်ပါလဲဆရာကိုမောင်ကိုခေါ်ပေါ်ထားရင်ရှင်းလေးကိုစမ်းစစ်ကြည့်အောင်နော်ချစ်တဲ့မြားရှိစားခဲ့ချစ်တာပြောမလို့တဲ့စိတ်မလေးဒီပါလုံးမောအောင်တယောက်တည်းမချစ်ပါပြုံးမမုန်းတဲ့စိတ်မလေးဒီပါလုံးတမောအောင်တယောက်တည်းနေမချစ်ပါနေမြူလာနေမြူလွားစေတဲ့နေ့အောင်သစ္စာဆိုစကားတွေချစ်တော်တိုင်းစီမြတ်တာမြိန်မီချစ်သူတို့ရှောက်တော်နေပြီ
ဆိုတာရှင်